အားလုံးပဲမင်္ဂလာပါ Brain Training Channel ရဲ့ကြိုဆိုပါရစေဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့စိတ်ကလမနဲ့ငှက်တိုက်တူတလားဆိုတာနဲ့စိတ်ကလမရဲ့အသုံးဝင်ပုံနဲ့ကြိုးကျေးဇူးများပဲဖြစ်ပါတယ်စိတ်ကလမအပင်ဆိုတာဘာလဲစိတ်ကလမအပင်ရဲ့ယုဂဗီဒအမည်ဟာ Astragalus gamifa ဖြစ်ပြီးတော့လေပိုင်းရှိပိုင်းဒေသတွေနဲ့အာရှတိုက်က6သွေးတွေတောင်ကုန်းဒေသတွေမှာပေါက်ရောက်တဲ့ဆူးရှိတဲ့ပင်ငယ်တစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒီပင်ရဲ့ပင်စီနဲ့အမြစ်ကိုဓာတ်နဲ့မုံလိုက်တဲ့အခါထွက်လာတဲ့အစီကိုခြောက်ခံပြီးဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုကြတာပါအဲ့ဒီအစီဟာရေနဲ့တွေ့ရင်ပွာလာပြီးဂျယ်လီကဲသို့ခဲဖြစ်သွားတဲ့သဘောဝရှိပါတယ်စိတ်ကလမနဲ့ငှက်သားရဲ့ကွာခြားချက်ကိုဆက်လက်ရှင်းပြပေးသွားပါမယ်စိတ်ကလမအစိမ်းနဲ့ငှက်သားရရေစိမ်းလိုက်တဲ့အခါဖြူဖြူတုံတုံဂျယ်လီပုံစံချင်းတူသွားတာကြောင့်လူတော်တော်များများကမှားတတ်ကြပါတယ်ဒါပေမဲ့ရရှိလာတဲ့အရှင်းမြင့်အဟာတန်ဖိုးနဲ့စိတ်နှုံနှုံအလုံးအောင်ကွာခြားပါတယ်စိတ်ကလမတော့အပင်ကနေရတဲ့သဘောအစိမ်းဖြစ်ပါတယ်Astragalus အပင်ရဲ့ပင်စီကနေထွက်တဲ့အစေးပါငှက်တိုက်ကတော့စီဝက်စိုးငှက်ရဲ့တတွေးကနေရတဲ့ငှက်တိုက်စစ်ဖြစ်ပါတယ်အဟာတက်ချင်းရှင်းမယ်ဆိုရင်လည်းစိတ်ကလမကာဘိုဟိုက်ဒရိတ်နဲ့သဘောအမြင့်တဲ့ဖိုင်ဘာတို့အဓိကပါဝင်ပါတယ်ငှက်တိုက်မှာတော့ပရိုတိန်းအမိုင်နိုအက်ဆစ်နဲ့သတ္တုဓာတ်တွေအလွန်မြင့်မားစွာပါဝင်ပါတယ်ဈေးနှုန်းရဆိုရင်လည်းစိတ်ကလမဈေးချိုပါတယ်ငှက်တိုက်ကတော့ဈေးနဲ့ကြီးပါတယ်ကလမရဲ့ကျမ်းမာရေးနဲ့ဆေးဖက်ဝင်ပုံများကိုဆက်လက်ရှင်းပြပေးသွားပါမယ်။မြမတိုင်းရင်းစိတ်နဲ့အိန္ဒိယဆေးချမ်းတွေမှာဒီဆေးကလမအဆေးကိုခန္ဓာကိုယ်အိမ်မြစေတဲ့သက်တည်ခွန်လင်းအဖက်ရှိရလို့သတ်မှတ်ထားကြပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ပူချိန်လျှော့ချပေးခြင်းမှာအသုံးပြုတတ်ကြပါတယ်။နေရာဒီမှာဖြစ်တတ်တဲ့ပူရှက်ခြင်းကိုကောက်ွယ်ဖို့နဲ့ကိုယ်ရင်းပူငြိမ်းဖို့အတွက်ဆေးကလမအဆေးကိုရေစိမ်ပြီးဖြော်ရည်လှုပ်တောင်းတတ်ကြပါတယ်။ဒုတိယတစ်ချက်ကတော့ဝမ်းချုပ်ခြင်းနဲ့ဝမ်းလျှော့ခြင်းကိုထိန်းညှိပေးခြင်းဖြစ်ပါတယ်။သူကရေဓာတ်ကိုစုပ်ယူပြီးဥလန်းချောင်းလှူရှားမှုကောင်းစေတာကြောင့်ဝမ်းချုပ်လင်ဝမ်းပြော့စေပြီးဝမ်းပြက်ဝမ်းလျှော်ဖြစ်နေရင်လည်းဝမ်းပိတ်စေတဲ့သဘောအမြင့်တက်ဖိုင်ဘာတွေပါဝင်ပါတယ်။တတိယတစ်ချက်ကတော့အမျိုးသားမျိုးသမီးကျန်းမာရေးအတွက်ဖြစ်ပါတယ်။အမျိုးသားတွေအတွက်ခွန်အားတိုးစေဖို့တဲ့အမျိုးသမီးတွေမွေးဖွားပြီးရစကိုယ်ခန်းပြန်ဖြည့်စေဖို့တိုင်းရင်းစေအာဟာရအဖြစ်ဖော်ဆက်ကျွေးမွေးလေးရှိပါတယ်။နောက်ဆုံးတစ်ချက်ကတော့အရေးပြားလာပါအတွက်ဖြစ်ပါတယ်။သူ့မှာသဘောအတိုင်းစိတ်ကဲတဲ့ဂုဏ်သက်တည်ရှိလို့အရေးအကြောင်းတွေကိုရောပါစေတဲ့မျက်နှာပေါင်းတင်မက်ဆေ့တွေအတွက်လည်းအသုံးပြုကြပါတယ်။စိတ်ကလမအစားအသောက်နဲ့လကုံလုပ်ငန်းများမှာလည်းသုံးဝင်မှုများစွာရှိပါတယ်။စိတ်ကလမအနှံ့လည်းမရှိရတာလည်းမရှိပဲဘေးကင်းတဲ့သဘောပစ္စည်းဖြစ်လို့လုပ်ငန်းခွင်တွေမှာအဓိက stabilizer ဖြစ်အသုံးပြုပါတယ်။စားသောက်ခန္ဓာမှာဆိုရင် salad dressing တွေရေခဲမုတ်တွေဂိမ်းမုတ်ပေါ်ခရင်တွေမှာပုံစံခင်းတွေဖို့ထည့်သွင်းရွေးချယ်တတ်ကြပါတယ်။ဆေးဝါးလုပ်ငန်းကဏ္ဍမှာဆိုရင်ဆေးတောက်တွေဖြစ်မြောက်ဖို့နဲ့ချောင်းဆိုးပျောက်စီးတွေပြပြလေးဖြစ်နေစေဖို့အသုံးပြုကြပါတယ်။လောက်ကွန်ကဏ္ဍမှာဆိုရင်စပင်းစတိုင်းသွင်းတဲ့ဟဲဂျယ်တွေသွားတိုက်စီးတွေနဲ့လက်လိမ်ခရင်တွေလိုရှင်းတွေမှာအခြေခံပစ္စည်းဖြစ်အသုံးပြုကြပါတယ်။ဒါဆိုရင်ဆေးကလမကိုအိမ်မှာဘယ်လိုအသုံးပြုကြမလဲ။ဆေးကလမဆေးခဲနေကိုခဲနေငယ်ကိုရေထဲမှာတညသို့မဟုတ်8နာရီခန့်စိမ်ထားရမှာပဲ။ရေစိမ်လိုက်တဲ့အခါပွားတက်လာပြီးတော့ဖြူဖြူတုံတုံဂျယ်လီတုံးတွေဖြစ်လာပါလိမ့်မယ်။အဲ့ဒါကိုနွားနို့တကြားသို့မဟုတ်တံပြားရည်တဲထည့်သွင်းစားသုံးနိုင်ပါတယ်။ဒါပေမဲ့တတိပြုရမယ့်ချက်ကတော့သူ့ကိုစားသုံးတဲ့အခါရေမမျှတောက်ပေးဖို့လိုအပ်ပါတယ်။ရေလုံလောက်မတောက်ဘူးဆိုရင်ဥလန်းချောင်းထဲမှာသွားပိတ်ပြီးဝမ်းချုပ်တာလေးပွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ပြသွားတဲ့အကြောင်းအရာတွေကတော့စိတ်ကလမနဲ့ငှက်တိုက်ကမတူဘူးဆိုတာရဲ့စိတ်ကလမရဲ့သုံးဝင်ပုံနဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။